ဒါတော့အသစ်ပင်တွေကိုတပင်ပေါ်မှာတပင်ဘယ်လိုစိုက်တယ်လဲဆိုတာပဲဖြစ်ပါတယ်ကြည့်နော်အဲ့လိုစိုက်လို့ရတယ်ဆိုတာကျွန်တော်တို့စိုက်ပျိုးရေးသမားတွေဒါမှမဟုတ်ကိုယ်ချမ်းမှာတစ်ခုခုအစိုက်ရှင်အဲ့လိုစိုက်လို့ရတယ်အဲ့လိုအဆင်ပြေတယ်ဒါပေမဲ့တတိထားစရာတစ်ခုကတော့တကယ်လို့စိုက်လို့ရှိရင်တပင်ပေါ်မှာတစ်ပင်သေးသေးလေးတပင်စိုက်လို့ရှိရင်တေချာလေးပလတ်စတစ်နဲ့ပြန်ပတ်ပေးရတယ်ဒါမှမဟုတ်ဘူးဆိုရင်သူကလေခိုပြီးတော့အဲ့ဒီအပင်ကအသက်မရှင်ပဲဖြစ်နေအောင်ပဲတေချာလေးပလတ်စတစ်နဲ့ပြန်ပတ်ပေးရတယ်အဲ့လိုလေးပလတ်စတစ်နဲ့တေချာပြန်ပတ်ပေးရတယ်ပြီးတော့သူ့မှာလိုအပ်တာဆိုလို့ black tar ပလက်ပြီးတော့လှုပ်ထုံးလို့နည်းနည်းပါလေးတည်ရင်ရပြီပြီးတော့သူတို့ကစိုက်တာမတူတဲ့အပင်တစ်ပင်ပေါ်မှာမတူတဲ့အပင်လေးတစ်ပင်ကိုလည်းသူတို့စိုက်ကြတယ်အခုကြည့်ရှုနေတဲ့သူတွေထဲမှာအဲ့လိုအပင်တွေစိုက်ဖူးတယ်လို့ရှိကြလားမသိဘူးနော်ရှိခဲ့တဲ့ဆိုရင်အဲ့လိုစိုက်တဲ့အတွေ့အကြုံလေးကိုဘ ഹു တုတအနေနဲ့ပြန်မျှဝေပေးကြအောင်နော်ဘယ်လိုလဲအသက်ရှင်တဲ့အချိန်မှာအဲ့ဒီအပင်တွေကအတီးတီးတဲ့အချိန်မှာဘယ်လိုလဲဆိုတာပြန်လဲမျှဝေပေးကြပါဦးသူကစိုက်ပြီးတိုင်းမှာလေမခိုးအောင်တေချာလေးပလတ်စတစ်နဲ့ပြန်ပတ်ပေးရတယ်အေးအဲ့ဒါလဲနောက်တစ်မျိုးသူကအမျိုးမျိုးရှိတော့ကိုသူကစိုက်နေအောင်တချို့ဟာဆိုရင်တို့ကအဲ့ဒါကိုဖျက်ပြီးတော့ထဲထဲမှာဒီလိုပဲထည့်လိုက်တယ်ပြီးတော့ plastic နဲ့ပြန်ပတ်လိုက်တယ်နော်အဲ့ဒါလည်းစိုင်းနီးနောက်တစ်မျိုးနော်သူကအမျိုးမျိုးရှိတာကိုကြိုက်တဲ့နေရာမှာကြိုက်တယ်လို့စိုက်လို့ရတာပေါ့ဆိုတော့သူကအဲ့နေရာကိုဖောက်ပြီးတော့ဒီတစ်ပင်ရဲ့ထိပ်မှာဖြတ်ပြီးတော့စိုက်တာမဟုတ်ဘဲနဲ့တစ်ပင်နည်းနည်းချီးတဲ့ဟာတွေဆိုတော့တစ်ပင်ရဲ့ခလဲလောက်မှာအဲ့ဒီနေရာတွေမှာသူကစိုက်လိုက်တာအဲ့ဒါကျွန်တော်ကြည့်ရတဲ့လောက်အဲ့ဒီအပင်နှစ်ပင်ကအမျိုးမတူတော့ဘူးထင်တယ်အပင်တစ်ပင်ကတစ်မျိုးတစ်ပင်ကတစ်မျိုးအဲ့လိုဖြစ်တဲ့ထင်တယ်ဒီအပင်နှစ်ပင်ကလည်းသူဖြတ်ပြီးတော့ဒီတိုင်းလှပလေးစိုက်လိုက်တာနော်လှတယ်နော်သူအချီလိုက်ရင်ဘယ်လိုဖြစ်မလဲမသိဘူးအဲ့ဒီအပင်ကနှမျိုးမတူရင်လည်းဘယ်လိုဖြစ်လာမလဲမသိဘူးနော်အတီးတီးလာတဲ့အခါမှာသူကဘာအတီးတီးလာမလဲဆိုတာမသိဘူးနော်ဒါလည်း style တစ်မျိုးနော်သူကအလှပလေးဖြတ်ပြီးတော့သူကစိုက်လိုက်တာ V ပုံစံလေးဖြတ်လိုက်တာထားတယ်နော်သူကနှစ်ပင်စလုံးကိုဒီမှာဆက်လိုက်တာကြည့်လိုက်ရင်တော့ဘယ်လိုဖြစ်မလဲမသိဘူးနော်သူကကားလေးဖြစ်မှာအဆင်ပြေတယ်နော်ဒီတိုင်းလားဒါလည်းနောက်တစ်မျိုးအဲ့ဒီအကိုင်းပေါ်မှာသူကစိုက်လိုက်တာဒါတော့သူကထိတ်နှစ်ဖက်စလုံးကိုသူကအထဲထည့်လိုက်တာနော်အဲ့ဒါလည်းနောက်ပုံစံတစ်မျိုးနဲ့စိုက်လိုက်တာသူစိုက်တဲ့အပင်တွေကမတူတဲ့အပင်တွေပဲနော်အဲ့ဒါလည်းသူနှစ်ပင်စလုံးကိုစိုက်လိုက်တာဘာပင်ဒီလည်းကြည့်ကြလားမသိဘူးနော်ကြည့်ရင်ပြောပြအောင်နော်ကျွန်တော်ကတော့အပင်ဒီအမျိုးအစားတွေမသိဘူးဒါလည်းစိုက်နေတစ်မျိုးပေါ့နော်တကယ်တော့အပင်စိုက်ရှင်းဆိုတာအမှုပညာလက်ရာတစ်ခုလိုပါပဲနော်
တချို့ကအပင်စိုက်စစ်အမှုပညာအဲ့လိုပြောကြတယ်ကိုစိုက်ပြီးသားအပင်တွေကိုကိုကအပြန်ကြည့်လာတဲ့အခါမှာပန်းပွန်တွေပြန်ကြည့်အတီးလာတွေပြန်ကြည့်ရဆိုရင်ကိုကပီတိဖြစ်တယ်ပေါ့နော်ကိုစိုက်တဲ့အပင်တွေကကြည့်လာလို့ရှိရင်အဲ့ဒီစိုက်ပျိုးရေးချမ်းတွေသွားရင်ကိုကစိတ်ချမ်းသာတယ်တချို့လူတွေကပြောတယ်အပင်စိုက်ခြင်းဟာအမှုပညာတစ်ခုလိုပါပဲတဲ့ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်